blessing anointing grace သင်ပေါ် transfer ဖြစ်ခြင်းသင်ဘလို့သူ့ကိုလက်ခံရတယ်လေသင်လေ့ကျင့်ရလိမ့်မယ်သင်သူ့ကိုဘလို့နှုတ်ဆက်ရတယ်လေလေ့ကျင့်ရလိမ့်မယ်သင်သူနဲ့ဘလို့ပတ်သက်ရတယ်လေလေ့ကျင့်ရလိမ့်မယ်ဘာလို့အဲ့တယောက်ကရိုးရိုးတယောက်မဟုတ်တော့သင်ဘေးနာတယောက်ကဆရာ Joshua ရဲ့နှုတ်ကပတ်တော်ကြောင့် upgrade ဖြစ်နေတဲ့သူအဲ့တယောက်ကယောသတ်ဒီတယောက်ကိုပုံမှန်တိုင်းသွားအရင်လိုကျွန်းနေပါတွေသွားပြီးမခံနိုင်နဲ့အဲကြောင့်ပေါ်တိဖာသိတယ်ဒီလူအပေါ်မှာရှိတဲ့ grace ကိုငါအိမ်မှာမြင်ချင်ရင်ဒီလူကိုငါကြော်မှာထားလို့မရအောင် CEO မှာထားရလိမ့်မယ်သင်ကိုရွှေ့လိုက်မယ်သင်ကိုနေရာရွှေ့ပေးလိုက်မယ်ဘာကြောင့်ဆိုတော့သင်ပေါ်မှာရှိတဲ့သင် territory spirit သိတယ်အရင်ယာဒူးမှာဆက်ထားလို့မရဘူး prophet မျက်နှာကိုထောက်ပြီးတော့လက်ခံရလိမ့်မယ်သင်ကိုဒီနေ့အစားပြီးသင် upgrade လုပ်ခံရတဲ့ spirit အဲ့ဒီ level ကိုမျက်နှာထောက်ပြီးဆက်ဆံရလိမ့်မယ် hallelujah ဒါဝိတ်ကရှမွေလလက်တင်ပြီးစီလောင်းပေးတဲ့ impartation ပြီးတဲ့အခါအခါတိုင်းတိုးချောင်းနေတဲ့ဒါဝိတ်ကအခုဂေါလိယနဲ့ fight ဖို့ပွဲကဆင်ပြီးသွားပြီအာမင်ဂေါလိယနဲ့ fight ဖို့ဘုရားပွဲဆင်လိုက်တာကျွန်တော်မလေးရှားနိုင်ငံမှာမှုတော့နှစ်ပေါင်းများစွာဆောင်ခဲ့တယ်ကျွန်တော်မထင်မှတ်ပဲရန်ကုန်ရောက်လာတယ်ထင်မှတ်ပြီးရောက်လာဘူးမထင်မှတ်ပဲနဲ့ကျွန်တော်ရောက်လာတကယ်တော့ကျွန်တော်ကိုအဲ့ဒီမြန်မာနိုင်ငံကိုကျွန်တော်မရွှေ့လာချိန်မှာကျွန်တော်မလေးရှားနိုင်ငံမှာကျွန်တော်ကိုဖခင်ကကမ္ဘာ prophet များစွာနဲ့နောက်ဆုံးအချိန်ပေးတွေ့တာကျွန်တော်သတိမထားမိဘူးဒီ prophet တွေတယောက်ပြီးတယောက် prophet ပြုတယ်သူတို့ပြုတဲ့ prophecy မှာဘောလုံးကွင်းနေ God army ကိုတီထောင်မယ်တွေသူတို့ပြုတဲ့ prophet ပြုချက်တွေထဲမှာပါကစ္စတန်တွေအိန္ဒိယတွေသူတို့ပြုတဲ့ prophet ပြုချက်တွေမှာSouth Africa တွေ Australia တွေ New Zealand တွေ Papua New Guinea တွေနိုင်ငံတွေအများကြီးပဲကျွန်တော်မလေးရှားကိုသွားလို့ရလေစိတ်ထိပဲသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်ထင်မှတ်ပဲမြန်မာနိုင်ငံမှာကျွန်တော်ပြန်ရောက်လာတယ်ကျွန်တော်မသိလိုက်ဘူးတကယ်တော့ Goliath နဲ့ fight ဖို့ပြန်လာတာ Hallelujah အချို့တွေတိုးချန်တဲ့ကနေဘုရားရှင်က Goliath နဲ့ fight ဖို့အတွက်ဘုရားကဆွဲထုတ်မယ်ဘာကြောင့်လဲ You are not small spirit you are territorial spirit သင်အခါတိုင်းတော့ဒီအသေးလေးတွေလှုပ်လို့ရတယ်အသေးလေးတွေဦးဆောင်လို့ရတယ်အဲ့ဒါမဲ့ territory spirit ဖြစ်တဲ့အခါနိုင်ငံအဆင့်တင်စဦးဆောင်နိုင်မယ်ယေရှုနာမနဲ့ prophet ပြုတယ်သင်တို့ရဲ့ business က national level ရောက်လာမယ် national level ရောက်လာမယ်ဘုရားကဆွဲတင်မယ်သင်တို့ရဲ့ယာဒူးသင်တို့ရဲ့ဦးဆောင်ခြင်း leadership national level ရောက်လာမယ်